ဟုတ်ကဲ့မင်္ဂလာပါရှင်ညီမနာမည်ကတော့ဇူလိုက်တင်ဖြစ်ပါတယ်ရှင် IECSE Batch 11B မှာတက်ရောက်ခဲ့ရပဲဖြစ်ပါတယ်ဒါကတော့ညီမလေးရဲ့မေမေဒေါ်တစ်တစ်မင်းဖြစ်ပါတယ်ဟုတ်ပါဟုတ်ကဲ့ရှင် KBTCO ကတော့အကြောင်းကြီးစုံစမ်းရင်းနဲ့ Facebook ကနေပြီးတော့သိခဲ့ရပါဟုတ်ကဲ့ရှင်အဲ့လိုပါတော့အကြောင်းနေစပြီးတော့စုံစမ်းတဲ့အခါမှာ KBTC ရဲ့ post တွေကိုတွေ့တဲ့အခါမှာပေါ့နော် program တွေတစ်ခုချင်းစီတိုင်းကိုသူကနေပြီးတော့သူရဲ့ price တွေ duration တွေကိုတတိချာချာလေးတင်ပြီးထားတွေ့ရတယ်ပေါ့နော်အဲ့ဒါနဲ့စပြီးတော့စိတ်ဝင်စားသွားပြီးတော့အကြောင်းကိုစုံစမ်းလိုက်တာပါဟုတ်စုံစမ်းလိုက်တဲ့အချိန်မှာကျတော့အကြောင်းကနေပြီးတော့တခြားလေးဖုတ်တဲ့ဆက်ပေးပြီးတော့ပေါ့နော်ညီမလေးရဲ့အဲ့လိုမျိုးပေါ့အရှိမပြီးမြောက်ခဲ့တဲ့အတန်းတွေကိုမေးပြီးတော့လိုမျိုးကိုနဲ့ပို့ပြီးတော့ကိုင်ညီမဲ့ Pre IECSE program ကို join ဖို့အတွက်အကြံပေးခဲ့ရပါဟုတ်အဲ့ဒါနဲ့ဆက်ပြီးတော့ကျတော့သူကနေပြီးတော့ 1 month ပေါ့နော် free trial class လေးပေးတဲ့အခါမှာတက်ကြည့်ပြီးတော့အဆင်ပြေလို့ KBTC ကို join ဖြစ်ခဲ့ရပါကဲရှင်စင်ပြေပါရှင်ဆရာမရလည်းစေတနာအပြည့်နဲ့တခြားလေးတင်ပေးရပေါ့နော်ပြီးလို့ရှင် course book တွေမှာပါရဲ့စာရေးကြည့်ပဲမဟုတ်ဘဲနဲ့ပြင်ပဘုဟုတုတတွေပေါ့နော်အဲ့စာရေးနဲ့ချိတ်ဆက်မှုရှိရဲ့ပြင်ပဘုဟုတုတလေးတွေကပြောပြီးတော့ concept တွေကိုပိုင်နိုင်နားလည်အောင်တခြားတင်ပေးခဲ့ရပါဟုတ်โอเคရှင်းစာမေးပွဲအတွက်ဆိုရင်တော့ KBTC ကနေပြီးတော့ပေါ့နော် exam training ready class တွေစီစဉ်ပေးရဲပြီးလို့ရှင်ဆရာမတွေကလည်းပေါ့နော်အဲ့လိုမျိုးသူရဲ့မိကုန်းကိုဘယ်လိုမျိုးချင်းကဲရမလဲဘယ်လိုမျိုးတွေးခေါ်ရမလဲဆိုတာအစားအသေးစိတ် practice လုပ်ပေးပါတယ်โอเคရှင်ကျေနပ်မှုရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပေါ့နော်ပုံမှန်ဆိုလို့ရှိရင် IECSE program တွေက16လကနေပြီးတော့လ20တက်ရောက်ရတာပေါ့နော်။ဒါပေမဲ့ညီမလေးတို့တက်တဲ့အခါမှာကျတော့16လနဲ့ပဲတက်ရောက်ခဲ့ရတာပါ။ဒါလည်းကျောင်းဆက်တက်ခဲ့ရသူကကျောင်းဆက်အပ်ခဲ့ရပေါ့နော်။ရှင်းပြပေးပါရှင်။ဒါကဘာလို့လဲဆိုတော့အဲ့လို16လပဲတက်ပြီးတဲ့အခါမှာစာမေးပွဲနဲ့တန်းပြီးတော့တွေ့မှာဖြစ်တဲ့အတွက်ကြောင့်မို့အမြန်တန်းလေးဖြစ်နေရပေါ့နော်။ဒါပေမဲ့လေဆရာမတွေကလည်းအမြန်တန်းဆိုပေမဲ့လည်းတတိချာချာလေးနားလည်အောင်သင်ကြားပေးပြီးတော့အချိန်မီအောင်သင်ပေးခဲ့ရပေါ့။ဟုတ်ကဲ့။အဲ့လိုကြောင့်မလို့ဆရာမတွေရဲ့တရားတင်ကြားပေးမှုရဲ့ညီမလေးရဲ့ကြိုးစားမှုနဲ့ဒီလိုအချိန်တိုတွင်းမှာဒီလောက် result ရတဲ့အတွက်ကျေနပ်မှုကြီးပါရှိပါတယ်။โอเคရှင်ဒီ program လေးပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်တော့ပေါ့နော်ညီမလေးကအဲ့ဒီမှာဆိုလို့ရှိရင် IECSE တက်တုန်းကဆိုလို့ရှိရင် IT subject တွေကို specialize ယူထားတာပေါ့နော်ဒါကြောင့်မို့လို့နောက်ပိုင်းမှာဆိုလို့ရှိရင်လည်း IT နဲ့ပတ်သက်ပြီးတော့ bachelor တန်းတွေတက်ပြီးလို့ရှိရင် software developing ဘိုင်းကိုသွားဖို့တက်စီစဉ်ထားပါတယ်ဟုတ်ရွေးချယ်တာကတော့အဓိကကတော့ဒီခုနသမီးလေးပြောသွားသလိုပေါ့နော်ဒီ Facebook ကနေပြီးတော့တွေ့ခဲ့တဲ့အချိန်မှာကျောင်းကိုလာပြီးတော့ကြတော့လာပြီးတော့ဟိုစုံစမ်းမေးမြန်းတဲ့အချိန်မှာကျောင်းကနေပြီးတော့ချင်းပြပေးတဲ့အချက်လက်ကလေးတွေသူနဲ့လည်းကိုက်ညီမယ်ဆိုသမီးလေးကလည်းအရန်တက်ချင်နေတဲ့အချိန်မှာကျောင်းနဲ့လည်းကိုက်နေတဲ့အတွက်ရွေးဖြစ်ခဲ့တယ်ပေါ့နော်ဟုတ်ကဲ့KBTC အနေနဲ့အများကြီးကိုပံ့ပိုးကူညီပေးနိုင်ခဲ့တယ်လို့မြင်ပါတယ်ကိုယ်တိုင်လည်းမြင်တွေ့နေခဲ့ရတယ်ပေါ့နော်ဒီဆရာမတွေရဲ့စေတနာထားမှုတွေဆောင်ပွဲသွားပြတဲ့အချိန်မှာလည်းလာပြီးတော့ဟိုကြည်ကြစောင့်ကြပ်ပြီးတော့မှလာကြည့်ပေးတယ်ဆရာမတွေကပြီးတော့အိမ်မှာနေပြီးတော့ online ကနေသင်တဲ့အချိန်မှာလည်းဒီ exam class တွေပေါ့နော်အဲ့ဒါတွေမှာလည်းတည်တည်ချာချာစေတနာအပြည့်နဲ့ညပိုင်းနေမှာပါသင်ပေးခဲ့တာတွေ့ရတဲ့အတွက်အများကြီးကိုထောက်ကူပံ့ပိုးကူညီမှုရခဲ့တယ်လို့မြင်ပါတယ်ဒီဝါမှာဆိုလို့ရှိရင်ပေါ့နော် KBTC မှာဆိုလို့ရှိရင်ဆရာမတွေကစာအုပ်တတိချာလေးပေါ့နော်အဲ့လိုစိတ်ဝင်စားအောင်လည်းသင်ပေးရဲ့အပြင်မှာကျောင်းဘက်ကအနေနဲ့ဆိုလို့ရှိရင်လည်းတခြားစိတ်ဝင်စားစရာ activity event တွေလည်းစီစဉ်ပေးရဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ကျမ်းမာတရားရှင်ပြီးရောထူးချွန်ထမြက်တဲ့ကျောင်းသားတွေဝေးထုတ်ပေးတဲ့ကျောင်းတစ်ကျောင်းလည်းဖြစ်ပါတယ်ဒါကြောင့်မို့လို့ KBTC ကိုလာပြီးတော့တက်ရောက်ကြဖို့အတွက်အားလုံးဖိတ်ခေါ်လိုက်ပါတယ်ရှင်KBTC ကိုရွေးချယ်တဲ့မိဘတွေအတွက်ကတော့ဟိုဒီ KBTC ကိုအဓိကရွေးချယ်တင်တယ်လို့လည်းမြင်ပါတယ်ဒီအကြောင်းကနေပြီးတော့မှပေါ့နော်ဒီဟိုအလွန်ကောင်းမွန်တဲ့ဒီဟောပေါ့နော် activity များစွာရောကလေးတွေအတွက်လေးဒီပညာရေးတစ်ခုတည်းမဟုတ်ဘဲနဲ့အားလုံးပေါ့နော်ဒီကလေးအနေနဲ့လည်းပျော်ရွှင်မှုတွေအများကြီးရခဲ့တယ်ပေါ့ကျောင်းမှာဆိုရင်ဒီကွင်းပြိုင်ပွဲတွေပါလုပ်ပေးတဲ့အချိန်မှာလည်းသူတို့တွေပျော်ရွှင်မှုတွေရခဲ့တယ်ပေါ့နော်ဒါကြောင့်မို့လို့ KBTC ကိုရွေးချယ်တဲ့အချိန်မှာနောင်တလုံးဝမရစေရပါဘူးရွေးချယ်ကြပါလို့ပြောချင်ပါတယ်နော်